information ထည့်ပြီးရင်တော့ဒါ GitHub repository ရွေးပေးရမယ်ပေါ့နော်set up GitHub registration ကျွန်တော်တို့ရဲ့ 5bat repository ကိုရွေးလိုက်မယ် so unauthorized repo ပဲပေါ့နော်ဒီမှာကျွန်တော်revise your guide to use fly.io ဆိုပြီးတော့ပြင်ခိုင်းကြည့်အောင် fly.io မှာကျွန်တော်ဘယ်လိုလုပ်အောင်လဲပေါ့နော် okay ကျွန်တော် open advanced option ဆိုရင်ပါရှိတယ် configuration panel customize deploy ဆိုရင်ပါရှိတယ်အဲ့ဒါ port တွေ region တွေ Postgres နော် provider ပါရှိတယ် manage progress တခါလေးရွေးကြည့်လိုက်အဲဆိုရင် database name ကိုကျွန်တော်တို့ value ပဲပေးလိုက်မယ်ကျန်တဲ့ဟာမရွေးတော့ဘူးကျန်တဲ့ရွေးလို့မရဘူးနော်manage Postgres ဒီကောင်ကျတော့ database ကအဆင့်တောင်းလိုက်ရအဲဆိုရင်မထည့်ဘူးပါအဲ့ဆိုရင်ကျွန်တော်တို့က railway မှာ database free ယူပြီးတော့ fly.io ရဲ့ backend ကိုdeploy လုပ်လာပါတော့အဲ့တော့ထားပါတော့ကျွန်တော်တို့deployment guide ကိုကျွန်တော် fly.io နဲ့ပြန်လုပ်ခိုင်းလိုက်တယ်ပေါ့နော်ဒီမှာတော့ဒါပါပြီးသားပေါ့နော်ဒါပေမဲ့ဘာလို့ percent တောင်းလဲဆိုတော့ request ကိုပါပြီးသားလို့လည်းပြောတာဆိုတော့ဘာတော့ပါမှာကျွန်တော်တို့ဒီ command line ဟိုလေးကိုလည်းဆောင်း railway လို့မျိုးပဲကျွန်တော်တို့တစ်ချက်brew နဲ့တွင်တာပေါ့နော် brew ဆိုတာမရှိရင်တော့ brew ကိုရင် mac မှာတွင်ရမှာပေါ့နော် brew mac ပေါ့နော် home brew ပေါ့ home brew ဒီမှာဒီဟာလေးနဲ့အရင် command လေးတွေ follow လုပ်ပြီးတော့ရင်တွင်ထားလိုက်လို့ရှိရင်တော့ mac မှာဆောင်းရလို့ software တွေကို command line နဲ့တွင်လို့ရမယ်အဲ့တော့တွင်ပြီးလို့ရှိရင်ဒီကောင်စမ်းကြည့်မယ်ပေါ့နော်ပြီးလို့ရှိရင်သူက fly ctf version ဆိုပြီးတော့စမ်းခိုင်းကြည့်အောင်နော် fly ctf version ဆိုတော့ကျွန်တော်ရတယ်ဆိုတော့ fly ctf command line တွင်ပြီးတော့အဲဆိုကျွန်တော် authenticate ရင်လုပ်လိုက်မယ် continue as ဆောင်းဝင်ပြီးသား account feel free to close ဆိုတော့ပိတ်လိုက်မယ် Gemini ပိတ်လိုက်မယ်ဒီမှာ successfully login ဖြစ်သွားပြီပေါ့နော်အဲဆိုရင် deploy backend to fly.io ပေါ့အခု backend နဲ့ရောက်ပြီးသားဆိုတော့ fly ctl log ဆိုတဲ့ဟာလေးကိုကျွန်တော် run ကြည့်လိုက်မယ်သူကgenerate backend sign နဲ့တော့နာမည်ပါတော့လည်းသူ generate လုပ်ပြီးသားရှိရပါတော့ကျွန်တော်ဘာမှမပြင်တော့ဘူး yes လို့ပဲပြောလိုက်မယ်သူကဒီမှာထပ်ပြင်ခိုင်းတယ်မပြင်လို့ရရင်တော့ကျွန်တော်ပြင်မယ်ပေါ့နော် app name က 5bat ဒါနဲ့ put တော့ make country okay 5bat
ဒါဆောင်းကကျွန်တော်ဒီမှာယူထားတဲ့ဟာပေါ့ file path ကိုကျွန်တော်ဒါ CAN နေလာတဲ့ဟာဆိုပြီးတော့ရွေးလိုက်မယ်နော် CAN နေတယ်ဆောင်းကဒီမှာတော့တခု ongoing တခုတော့ရှိတယ်ဒါပေမဲ့ဟိုဒီကောင်ကတော့ guide ကပြောတဲ့အတိုင်းလုပ်ကြည့်တဲ့ approach ပေါ့နော်ပြဿနာဒီမှာဒီကောင် database ကပတ်စံတောင်းနေတယ်ပေါ့နော် basic 38ဒီမှာပြောတော့သူကပတ်စံတောင်းပြောthis createsကျွန်တော် tweak ပြောလိုက်လို့ no ပြောရမှာပေါ့နော် sorry okay ဒီကောင်ကျွန်တော်ပြန်ပိတ်လိုက်မယ်ပြန်ပိတ်လိုက်မယ်ကျွန်တော် change မယ်ဆိုပြီးတော့ပြောလိုက်လို့ရှုပ်ပေါ်ဆိုတော့ပြန်စကြည့်အောင် ICTL launch backend folder တွေကနေ launch လုပ်လိုက်မယ် GS app price $38 per month select that manage Postgres planဒါလည်း free တော့မဟုတ်ဘူးပေါ့နော် database က free မဟုတ် okay အဲ့ဆိုရင်ကျွန်တော်တို့ဒီ option လဲအဲ့တော့သူပြောနေတာကမှားနေပြီပေါ့နော် Fly.io also doesn't offer Fly.io also doesn't offer free Postgres database change their pricing နော်ဆိုတော့ပြောမှပဲပြန်ပြောနေဟုတ်သေးပါထွက်လိုက်တော့မယ်နော်ကျွန်တော်တို့ဥစားချူတူရေဆိုတော့ကျွန်တော်လည်း$38တော့မပေးခြင်းဘူးနော်အဲ့တော့ဒီကောင်ပြန်ပြီအဲ့ဆိုရင်ကျွန်တော်တို့မှသွားကြည့်ရမယ် render fly ကတော့ fly မှာတော့ကျွန်တော်မလုပ်တော့ဘူးเนาะဒီကောင်ကြီးကျွန်တော်မလုပ်တော့ဒီမှာတေချာအောင်ကျွန်တော် fly မှာ credit card တွေပါထည့်ထားတော့တစ်ချက်သွားကြည့်ပြီးတော့ဖြတ်ဆက်ရှိရဖြတ်လိုက်အောင် dashboard ချက်သွားကြည့်မယ်manage Postgres တွေရှိတယ် stash details I am there current so far percentage မပေးအောင်ပေးလင်းထဲမှာ email billing auto charge automatically invoice by credit by reservation email billing manageကျွန်တော်တခါလေး swipe ကနေကျွန်တော်ဖြတ်ထားလိုက်တော့ပေါ့နော်အဲဆိုရင်တော့သူဖြတ်ချင်တော့ဖြတ်လို့မရတော့ဘူးနော် Browser credit card PSU group account status keep the files to deploy as you need to add a payment free volume snapshot storage okay ရှုပ်တယ်အကောင့်မှာဖြတ်ပလိုက်အောင် GitLab ကို ending လုပ်လိုက် delete အကောင့်မှာလုပ်လိုက်တော့ဒီ app တွေရတော့ဖြတ်ပါဆိုတော့ app တွေကိုဖြတ်ပလိုက်
minus delete actually pet setting delete delete account delete yes delete delete ပတ်စံတောင်းတဲ့ကောင်းနေကုန် delete ဆိုရင်ကျွန်တော်တို့မှာဘာ option ရှိသေးလဲဆိုတော့ render တို့ရ AI မမေးခင်ကိုယ့်အကိုစာရင်ဖတ်တာကောင်းပါဘောနော်အဲ့ဒါဆုံးကကျွန်တော်ပြောလို့ပဲကျွန်တော်တို့ deploy လုပ်တဲ့ဟာတော့ဟိုကိုယ့်အကိုလုပ်နေကြ platform တစ်ခုနဲ့ရှိသွားရင်တော့ညံတာပေါ့နော်ကျွန်တော်တို့ပုံမှန်တော့ AWS မှာဒီ instance လေးတွေရှိတယ်ဆိုတော့ကိုယ့်အကို server တွေကိုဝင်ပြီးတော့deploy လုပ်တာတို့ pool လုပ်တာတို့ mesh လုပ်တာတို့လုပ်တော့ဗျာဆိုတော့ကျွန်တော်ဒီမှာတော့ tutorial ဆိုတော့ဒီ lesson လေးဆိုတော့ညံမလားလို့ဒီကောင်လေးကိုသွားထုတ်တယ်ဒီကောင်လေးကတကယ်တော့ညံတယ်ပေါ့နော်ဆိုတော့ဘာမှဟို command line တွေဝင်ကြရတယ်ဟိုဘက်ထဲဟို server management တွေဘာမှလုပ်ဆရာမလိုပဲနဲ့ဒီဆိုတော့ railway ဆိုလို့ရှိရင်လည်း GUI ဒီ canvas လေးပေါ်မှာပဲ architecture တစ်ခုလုံးကိုမြင်နေရပြီးတော့ပြီးရင်ဒီ cake ကို push လုပ်လိုက်တာနဲ့သူ auto ဟို backend မှာ auto deploy ကစသွားပါတော့ဆိုတော့အရင်တော့လွယ်တယ်ရန်လဲမြန်တယ်ရန်လဲကောင်းတယ်ဒါပေမဲ့မြင်တဲ့အတိုင်းပဲစီးလဲနည်းနည်းကြီးတယ်ပြီးရင်အခုမြင်တဲ့အတိုင်းပဲပတ်စံပေးမှရတဲ့ဟာဖြစ်လာတာပေါ့နော်render ကတော့ထုတ်တက်လာ okay render pricing ချက်ကြည့်အောင်နော် hobby $0ပါလဲလိုပဲ CDN image support deploy full stack apps in minutes full manage data store ပြောပြန်ပြီပေါ့နော် free မှာပါတယ်လို့တော့ပြောပြန်ပြီဆိုတော့ကျွန်တော်တို့ render နဲ့ deploy လုပ်ကြည့်မှာပေါ့နော် okay ဆိုရင်ဒီကောင်ဒါရေးမလုပ်ခိုင်းတော့ပဲနဲ့ဒီတရားဘယ်ကံကိုရေးဆိုတော့သူကတော့ fly မှာ backend ပဲသုံးပြီးတော့ Eon မှာ database သွားလုပ်ပေါ့နော်ဆိုတော့အဲ့ approach လည်းရှိတယ်ဆိုတော့ကျွန်တော်ဒီမှာနောက်တစ်ခုကတော့ create a new deployment guide using netlify and render ပေါ့နော် netlify for front end and render for backend နော်နောက်တော့ guide အသစ်တစ်ခုရေးခိုင်းကြည့်လိုက်မယ်ဒီကောင်ကတော့ railway နဲ့ fly အတွက်သူဒီမှာရေးပေးထားတဲ့ဟာပေါ့နော်ပြောမှပဲစလုပ်ကြည့်တာဗျာကျွန်တော်တို့သူက render backend neo database ဆိုပြီးတော့ပြောနေတယ်နော် okay သူပြောတာမကြည့်တော့ကိုယ့်ကိုလုပ်ကြည့်တော့မယ်နော် start deploying zero plan နဲ့ပဲ start deploying ကျွန်တော် GitHub နဲ့ပဲ account ဖွင့်မယ် authorize renderဆိုတော့ကျွန်တော်တို့ hobby နဲ့ပဲသွားမှာပေါ့နော် hobby နဲ့ပဲသွားမယ်
add plan select ပြီလေselect ပြီဆိုတော့မဆက်လို့ free ရင်းဆက်မသွားဘူးလားပြီးမှမသက်သေးတဲ့ခိုင်းတယ်ကျွန်တော်တော့ကျွန်တော်တော့ဖြစ်နေတယ် new web service Postgres new status site web service private service okay ဒီကောင်မပြောလဲ netlify render okay ဒီလမ်းထပ်ဆန်းကြည့်အောင် render free dia neo အဲ့တော့သူက neo မှာ render.yaml prepare backend for render at docker fileဒါရနည်းနည်းပိုရှုပ်သွားပြီcreate new web service ပါနော်ကျွန်တော်တို့ကတော့အခု new web service တစ်ခုလုပ်ကြည့်ကြမယ်အဲ့မှာ github နဲ့ရဲ့ feedback 5 repo ပေးပြီးတော့ဒီလုပ်ကြည့်မှာပေါ့နော် project free plan ပဲပေါ့နော်ဒီကြ free plan ပဲရေးမယ်ဆိုတော့ environment free ပဲလေးတွေထည့်ကြည့်မယ်ပေါ့နော် environment free ပဲကျွန်တော်တို့ backend မှာဒီကောင်လေးလိုတယ်ပေါ့ဟုတ်တယ်ဒါပေမဲ့ဟိုဟာ database UI ကတော့ပြင်ရမှာပေါ့နော်နောက်တစ်ခုကကျွန်တော်တို့ key လေးတစ်ချက် key လေးထုတ်ထားတဲ့ချက်ရှိရဆိုတော့ key တစ်ခုလောက်ထပ်ထုတ်ကြည့်အောင် OpenSSL random base 64ဒီချက်ထုတ်ပါမယ်deploy is an error no stat command render running command to stat your app so ကျွန်တော်တို့က backend stat ဖို့ကအနေ stat လေပေါ့နော် npm run stat ပဲပေါ့ကျွန်တော်တို့ဒီမှာစမယ်ဆိုတော့ npm run stat နော် pay command တွေကတော့ဒီမှာကျွန်တော်တို့က pay command တော့မရှိဘူးJSON backend package JSONမှာ add a new command to build this express node.js project ဒီတော့ဘယ်လိုလုပ်ပါdependency သွင်းပြီးတော့လို့ပေါ့နော်ဒါပေမဲ့ကျွန်တော်ဒီမှာ npm install npm run page npm install npm run page ဆိုတာ run ပါမယ်run page မှာဆိုရင် install ပါပြီးသားဆိုတော့ npm install မ run တော့ npm run page နဲ့ npm run step ပဲထားလို့ deploy
test ကို git help ကို push လုပ်လိုက်အဲ့ဒါ fail ပါပြီပေါ့နော်ဘာလို့ဆိုတော့ဆုံးကသူ clone လုပ်တဲ့အချိန်မှာကျွန်တော်တို့က pay command မရှိသေးဘူးဆိုတော့တစ်ခါ deploy latest commit ဆိုပြီးတော့တစ်ခါလုပ်ကြည့်လိုက်ဒီမှာအဲ့ဒါပေါ့နော်ကို service ကမသုံးလို့ရှိရင်သူကdown ပါပေါ့နော်ဒီ API call တွေမလာနေလို့ရှိရင်သူက down ပြီးတော့ request တစ်ခုလာတော့မှသူက10 minute လောက်ကြာတော့မှပြန်တက်လာတော့ဆိုတော့ပထမ request ရှိပြီးသားဆိုရင်တော့inactive မဖြစ်သေးတဲ့အချိန်မှာဆိုရင်တော့ပုံမှန်အတိုင်းတိတ်မကြဘူးဒါပေမဲ့သုံးတဲ့လူမရှိလို့ကြာသွားလို့ရှိရင်သူကဒီမှာဖြစ်နေတဲ့ပြဿနာကျွန်တော်တို့ repository ကနှစ်ခုဖြစ်နေတာပေါ့နော်အဲဒီ main repo ကြီးထဲမှာနှစ်ခုလုံးပါတဲ့အချိန်မှာသူကဒီ main package json မှာရှိတဲ့ command တွေကိုသူတွား run နေတာပေါ့တွား run နေတာဆိုတော့ကျွန်တော်တို့ကနည်းနည်းဒီကောင်ရဲ့ file ရဲ့ setting မှာလို့ tweak လုပ်လို့ရမယ်ချက်ကြည့်အောင် branch ကတော့ main ပဲroot directory က command from this directory ပေါ့နော်အဲ့တော့အဲ့ဒါဆိုရင်ကျွန်တော်တို့ကဒီထဲမှာ backend လို့ပြောရင်ရမလားပေါ့နော် backend လို့ကျွန်တော်တို့ပြောပြီးတော့ backend ထဲမှာ page run မယ် backend ထဲကနေ step run မယ်ပေါ့နော်အဲ့လိုမျိုးကျွန်တော်တို့ပြောကြည့်လိုက်ရင်ရမလားပေါ့okay deployment ပြန်စပါပြီဆိုရင်တော့သူက backend folder တွေက package json ကို run နေပြီပေါ့နော်အဲ့တော့ success ဖြစ်သွားတယ်လို့ထင်ရတယ် okay success ဖြစ်သွားပြီနော်အခုဆိုရင်တော့ success ဖြစ်သွားပြီဘာလို့လဲဆိုတော့ဆောင်းကကျွန်တော်ပြောလို့ပဲသူက repository ကိုတန်းပြီးတော့ပေးပြီး deploy လုပ်တဲ့အချိန်မှာ repository ထဲမှာကျွန်တော် mono repo နေနဲ့ front ရော backend ရောထားတာဆိုတော့သူကနည်းကြောင်မျိုးဗျအဲ့ဒီထဲက package json တွေကိုဒီထဲက command တွေကိုသူတွား run နေတော့အဲ့ဒီအချိန်မှာကျွန်တော်ကပေးလို့ပါတော့ဒါတွေဖြစ်နေပါ front end တွေပါတွေရောက်တော့အဲ့တော့ဒီ fit command တွေပါတွေမရှိဘူးဖြစ်အဲ့တော့သူကဒီမှာရပြီဆိုပြီးတော့သူကပြောတာပေါ့နော်အဲ့တော့ဒီမှာတော့ route မရှိဘူးเนาะဒီမှာကျွန်တော်တို့ကဒါက backend လို့ပြောရတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့မှာ API ဆိုတဲ့ route ရှိရမှာပေါ့နော် API ဆိုတဲ့ route ရှိလို့ရှိရင်ကျွန်တော်တို့မှာဒီ auto ဘာလို့ဆိုတဲ့ route တွေရှိမှာပေါ့နော်route not found ကျွန်တော်ဘာ route တွေရှိလဲ API လို့ဆိုပါတော့ရှိရှိရအောင်နော်route not found ကဘာလို့ဖြစ်တာလဲဆိုတော့ကျွန်တော် help ဆိုတာရှိတယ်ကျွန်တော်တို့အဲ့ help ဆိုတဲ့ endpoint ကိုကျွန်တော်တို့စစ်ကြည့်လို့ရှိရင်help endpoint ကကြတော့ okay webpack API is running ပေါ့နော်ဆိုတော့ဒီကောင်ကတော့ API ဆိုတဲ့ prefix မပါဘူး help ဆိုတော့ okay ဒါဆိုရင်ကျွန်တော်တို့ရဲ့ backend ကဒီ endpoint မှာ run နေပြီလို့ပြောလို့ရပါတော့ဒါပေမဲ့ database ဘိုင်းတွေကျွန်တော်တို့မလုပ်ရသေးဘူးเนาะဆိုတော့ database ဘိုင်းသူဘယ်လိုလုပ်သွားလဲတွေပါကျွန်တော်ချက်ကြည့်ရမှာပေါ့custom domain တို့ cache တို့ health checks တို့เนาะဒါတွေကြည့်တော့ manage environment database ရှိပါတယ်သူကဒီမှာ database ရတယ်လို့ပြောပေမဲ့တကယ်တော့ကျွန်တော်မလုပ်ရမှာဘူးเนาะအခုကျွန်တော်ဗီဒီယိုလေးလည်းနည်းနည်းရှည်သွားပြီဆိုတော့အခု APN ကိုကျွန်တော်တို့ render မှာ run လာတော့အဆင်ပြေတဲ့ပုံပေါက်တယ်เนาะဆိုတော့ကျွန်တော် APN ကို render မှာ deploy လုပ်တဲ့အဆင့်ပြီးသွားတဲ့အနေနဲ့ပဲဒီဗီဒီယိုလေးခဏကြည့်လိုက်ပါမယ်နောက်ဆုံးအပိုင်းမှာဒီ render ကိုသုံးပြီးတော့ကျွန်တော် backend API run အောင်တော့လုပ်လိုက်ပြီပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ database ကတော့မတက်သေးဘူးပေါ့နော် render ကသူပြောတာတော့ database free tier မှာလည်း database ရတယ်လို့ပြောပြီးမြဲကျွန်တော်
okay new service နဲ့ထည့်ရမလား new service နဲ့ကျွန်တော်တို့ Postgres database ကိုထည့်ကြည့်မှာပေါ့နော်ဒီမှာတော့ database ကသူကပတ်စံတော့စတောင်းနေပြီပေါ့နော်ဒါပေမဲ့သူက free လို့ပြောတယ်ဆိုတော့ okay free တော့ရှိတယ် free ထည့်ကြည့်လိုက်မယ်နော် free ထည့်ပြီးတော့ကျွန်တော်တို့ backend API ကိုဒီ database နဲ့ချိတ်ဆက်အောင် configuration တွေလုပ်မယ်ပေါ့နော်name ကိုတော့ nickname for Postgres instance ဒါတော့ 5pad ရဲ့ DB ဆိုပြီးတော့ပေးလိုက်မှာပေါ့နော် project ကတော့ for project production ဒီတဲမှာပဲ default ပဲပေါ့နော် database Postgres DB name ဆိုတော့ကျွန်တော်တို့ generator and let's specify ဆိုတော့ကျွန်တော်တို့က 5pad ဆိုတဲ့ database name ကိုသုံးမယ်ပေါ့နော်ဒါကကျွန်တော်တို့ဒီမှာတကယ်သုံးမဲ့ database name ပေါ့ကျွန်တော်တို့က5pad ဆိုတဲ့ database name ကိုသုံးထားတာဖြစ်တဲ့အတွက် 5pad ဆိုတဲ့ database name နဲ့ပဲသွားမယ်နော်ဒီမှာကျွန်တော်ဒီ table တွေရှိရမယ်ပေါ့နော် ID က node desk user ဆိုတော့ user ကျွန်တော်တို့ဟိုမှာသုံးတာတော့ Postgres ဆိုပြီးသုံးတော့ Postgres ဖြစ်လို့မရဘူးဆိုပြီးတော့ပြောတော့ option နဲ့တော့ထားလိုက်ပါတော့ကျွန်တော်မထည့်တော့ဘူး version တွေ API key region တွေမထားတော့ဘူး free tier ပဲရွေးမယ် free tier ဖြစ်တဲ့အတွက်ဒါကြီးလည်းကျွန်တော်တို့ပြင်လို့တော့မရဘူးเนาะအဲ့တော့ Postgres instance ကိုကျွန်တော် deploy လုပ်လိုက်မယ်အဲ့ဒါဒီ database ဆောက်နေပြီဒါဆိုရင်တော့ကျွန်တော်တို့ guide မှာပြောထားတဲ့ neon မှာပြောထားတဲ့ဟာ neon ပေါ့နော် serverless Postgres ဒီကောင်နဲ့သွားရင်လည်းသူကဒီမှာ free tier တော့ပေးတယ်ပေါ့နော်ဒါပေမဲ့ဒီနောက် service တစ်ခုနဲ့ချိန်ရမှာဖြစ်တဲ့အတွက်တကယ်လို့ render မှာပဲရရင်တော့ကျွန်တော်တို့ render ရဲ့ database ကိုပဲသုံးလိုက်မယ်ပေါ့နော်အဲဆိုရင်ကျွန်တော်တို့ကဒီပိုင်းလေးတွေကိုကျွန်တော်တို့ configure လုပ်ရမှာပေါ့နော်ဒီပိုင်းလေးတွေကဘာမှ configure လုပ်ရမလဲဆိုတော့ကျွန်တော်တို့ backend ရဲ့ environment variable မှာ database URL ဆိုတဲ့ဟာကိုဒီ value တွေနဲ့ configure လုပ်ရမှာပေါ့နော်ဆိုတော့ဒီကောင် create လုပ်နေတော့မှရှိတယ်ဆိုတော့ database ကတော့ရပါပြီ storage လည်းရအောင်ပြီပေါ့နော်ဆိုတော့ကျွန်တော်တို့ပြန်ထွက်ပြီးတော့ 5pad ရဲ့ environment နဲ့တွားကြည့်မယ်အဲ့တော့ database URL ကဒီမှာကျွန်တော်တို့လုပ်ထားတဲ့ဟာဒါရှိရပါတော့ဆိုတော့ဒီတိုင်းသွားရင်ကျွန်တော်တို့ကလုပ်မှာမဟုတ်ဒါကျွန်တော်တို့ local Postgres database ကိုချိန်ဖို့လုပ်ထားတဲ့ဟာဖြစ်နေပါတော့ဆိုတော့အဲကြောင့်မလို့ကျွန်တော်တို့ဒီမှာ edit လုပ်ပြီးတော့ဆိုတော့ environment တွေက database မှာပေးထားတဲ့ host name ရယ် port ရယ် user name ရယ် password ပေါ့နော် host name က internet host name used by your render service ဆိုတော့ဒီကောင်နဲ့ပဲဒီကောင်ရဲ့ဒါကိုကျွန်တော်တို့ပြင်ရမှာပေါ့နော်ဆိုတော့ host ကဒါဖြစ်သွားမယ် port ကတော့543ပဲဆိုတော့ပြင်ရမလို့ database ကတော့ 5pad ပဲ user name နဲ့ password ပြင်ရမှာပေါ့နော် user name က 5pad user ဖြစ်မယ် user name က 5pad user ဖြစ်မယ် password ကဒီမှာပေးထားတဲ့ဒီဟာကိုပဲကျွန်တော်တို့ password ထည့်ပြလိုက်ပါနော်အဲ့တော့ save rebase and deploy ဆိုတော့ကျွန်တော်ချက်ပြန်လုပ်ကြည့်အောင်ဆိုရင် triggering and deploy ဆိုတော့ deployment ပြန်လုပ်နေပြီပေါ့နော်အဲ့တော့ဒီမှာ environment ပြင်လိုက်တယ်ဆိုတဲ့ဟာတက်သွားပြီတက်သွားတဲ့အတွက်ကြောင့်မလို့
deploy status ဖြစ်သွားပြီပေါ့နော် deploy status ဒီမှာ deployment သူလုပ်နေဆိုတော့အဲ့ဒီချက်စောင့်ကြည့်အောင်တကယ်တော့ဒီမှာသူက static site ကိုလည်း deploy လုပ်လို့ရတယ်ဆိုပြီးပြောတာပေါ့နော်ပြောတော့ကျွန်တော်တို့ရဲ့ front end ကိုလည်းဒီမှာလုပ်ချင်ပို့လွယ်မလားဆိုပြီးကျွန်တော်တို့ static site တခုလည်းစမ်းကြည့်အောင် static site ကဒီထဲကနေပြီးတော့ဒီကောင်ကိုတော့ကျွန်တော်တို့က 5pad ရဲ့ front end ဆိုပြီးတော့လုပ်လိုက်မယ် branch ကတော့ main ပဲ root directory เนาะဒီမှာ root directory ကကျွန်တော်တို့ front end ထဲမှာရှိရတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ front end လို့ထည့်ပေးလိုက်မှာပေါ့နော် front end နဲ့ရောက်ပြီဆိုရင်သူ run မဲ့ command တွေက install နဲ့ပေးပေါ့အဲ့တော့ command တွေကိုကျွန်တော်ကြည့်ချင် package gcn ထဲမှာကြည့်လို့ရတယ်အဲ့တော့ base ဆိုရင်တော့ fit base နဲ့လုပ်တယ် install ကတက်လုပ်မယ်ဆိုတော့ okay သူက shan နဲ့လုပ်တယ်ပေါ့နော်ကျွန်တော်တို့က npm သုံးတယ်ဆိုတော့ကျွန်တော်တို့ npm လေးနဲ့ပဲပြောင်းလုပ်ကြည့်လိုက်မယ် npm install နဲ့ npm base ကိုရင် run မယ်ပြီးရင် publish directory ကဒီထဲမှာကျွန်တော်တို့ base လုပ်လိုက်လို့ရှိရင်ကျွန်တော်ချက် base လုပ်ကြည့်အောင်နော် cd dot ဆိုရင် previous folder ကိုရောက်သွားတယ်ပြီးတော့မှကျွန်တော်တို့ front နဲ့ဝင်ပြီးတော့ npm run base ဆိုပြီး run လိုက်ရင်ဒီ base command ဘယ်ထဲကိုသွားလဲပေါ့နော်ဆိုတော့ဒီမှာသူက dist ဆိုတဲ့ folder ထဲကိုသွားတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ publish directory ကို front end နဲ့က dist တဲ့ဟာကိုသုံးမယ်ဆိုပြီးတော့လုပ်လိုက်ပါတော့နောက်တစ်ခုက environment variable ပေါ့ environment variable ကကျွန်တော်တို့ဒီမှာတော့ fit api url ဆိုတာကိုလိုတယ်အဲဒီတော့ကတော့ကျွန်တော်တို့ local host 3000မှာ run တာဆိုတော့ဒီလိုမျိုးသွားပါတော့အခုကျွန်တော်တို့ api တွေကဒီဆောင်းကကျွန်တော်တို့စမ်းကြည့်တဲ့ဟာဆိုရင်ဒီ on render viper.onrender ဆိုတဲ့နောက်မှာ run နေတာဆိုတော့ဒီကောင်လေးကိုကျွန်တော်တို့ထည့်ပေးရမှာပေါ့နော်ဆိုတော့ဒီကောင်နဲ့ /api ဆိုပြီးတော့ထည့်ပေးကြည့်မယ်ပေါ့နော် /api ပေါ့နော်ဒါဆိုရင်ကျွန်တော် deploy status လုပ်ကြည့်လိုက်မယ်ခုကကျွန်တော်တို့ local host 5103မှာ front end run နေတာပေါ့ local host 5103မှာဒီ front end run နေတယ် login မရသေးဘူးဆိုရင်ဒီကောင်စီလာတာပေါ့နော်ဆိုတော့ဒီကောင်ကတော့ခုဒါ front end ကိုသူ deploy လုပ်တော့နော် okay page fail ပါเนาะ page fail ရတယ်ဘာလို့လဲဆိုတော့ page ကဘာလို့ fail မ fail ပါ running page command npm install ပြီးတော့page ဆိုတဲ့ command ကိုမသိဘူးဖြစ်တော့နော်အဲ့ဒါဆိုကျွန်တော် front end setting လေးချက်ပြသွားကြည့်မယ် npm page မဟုတ်ဘူးเนาะကျွန်တော်တကယ်ကတော့ npm run page ဖြစ်ရမှာပေါ့ npm run page ဖြစ်ရမှာเนาะ save changes လုပ်လိုက်မယ်အဲ့တော့အခုကတော့သူကဒီ very bad front end on render မှာ run မယ်ဆိုပြီးပြောတာเนาะအဲ့တော့ page fail ရဲ့အတွက်အခုတော့တက်မလာသေးဘူးအခုသူပြန်ပြီးတော့ page ပြန်လုပ်နေပြီပေါ့เนาะအခုဆိုရင်တော့သူ page command ကိုသူသိသွားပြီပေါ့နော်သူသိသွားပြီဆိုတော့ဒီမှာ page run နေပြီပေါ့ဆိုတော့ page ပြီးသားဟာတွေကို this folder တွေကိုထည့်နော် your site is live ဆိုပြီးတော့သူပြောတယ်အဲ့တော့ကျွန်တော်ဒီသွားပြီးတော့ refresh ပြန်လုပ်ကြည့်လို့ရှိရင်ကျွန်တော်တို့ရဲ့ front end တက်လာပြီပေါ့နော်ဆိုတော့ front end တက်နေပြီ API ကဒီမှာ run နေပြီနော်ဆိုတော့ကျွန်တော်တို့ဒီကောင်ကိုAPI ကိုလည်းကျွန်တော်တို့ database နဲ့ချိန်အောင်တော့လုပ်ထားတယ်ပေါ့နော်လုပ်ထားတော့
လောဆယ်ကျွန်တော်တို့ sign up လုပ်ကြည့်အောင်နော်အောင်ပေါ့5pad passport 1 2 3ကျွန်တော်ထင်တော့မရတော့ဘူးပေါ့နော်ရပါပြီရပါဆိုတာတကယ်ဆိုရင်တော့ကျွန်တော်တို့နောက်တစ်ဆင့်လိုမှာပေါ့နော်နောက်တစ်ဆင့်ဆိုတာဆောင်းက call ဆိုတဲ့အဆင့်ပေါ့ call ဆိုတဲ့အဆင့်ကဒီ backend ကဒီ 5pad front end UI ကနေလာတဲ့ဟာကိုတီးဖို့ပေါ့နော်တီးဖို့ဆိုတဲ့အပိုင်းလေးကိုကျွန်တော် backend မှာတွားလုပ်တာမျိုးပုံမှန်ဆိုရင်တော့လိုတတ်တယ်ဒါပေမဲ့ဒီမှာကတော့သူကဒီ environment တစ်ခုထဲမှာရှိနေတဲ့အတွက်ကြောင့်မလို့ဒီ course policy လည်းမလိုပဲနဲ့ရပါတာဖြစ်နေတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ database ထဲတစ်ချက်သွားကြည့်အောင် database ထဲမှာဘာ data ကြီးရောက်နေပြီလဲပေါ့ကြည့်လို့ရလားလို့မျိုး logs တွေတော့ရှိတယ် metric ရှိတယ် database ရဲ့ data ကိုဘယ်လိုကြည့်လို့ရမလဲဆိုတော့သူက external ကနေ connect လုပ်ချင်လို့ရှိရင်ဒီနီလန်းတစ်ခုနဲ့ connect လုပ်လို့ရတယ်ဆိုပြီးပြောနော်ဆိုတော့ကျွန်တော်တို့ db var နေပြီးတော့ဒီဟာကိုတစ်ချက်ချိန်ကြည့်အောင်ရလားလို့db var နဲ့သူက odbc နဲ့သွားတာဒီ comment မရတော့ဘူးတင်တယ်အဲ့တော့ဒီထဲမှာရောက်နေတဲ့ data တွေကိုကျွန်တော်တို့ဘယ်လိုကြည့်လို့ရလဲdatabase ပေါ့နော် database metric generate blueprint okay ဆိုတော့အကုန်လုံးကတော့လုပ်နေရပါတော့ဆိုတော့ဒီကောင် API ကလည်းလုပ်နေတဲ့သဘောရှိတယ် backend က database ကလည်းလုပ်နေတယ်အဲ့တော့ Neon database တက်မလို့တော့ဘူးlocal host မှာ run နေတဲ့ဟာအဲ့တော့ကျွန်တော်ဒီ idea လေးတစ်ခုလောက်ထည့်ကြည့်အောင် idea new idea productivity machine AI time scheduleဆိုတော့ဒီမှာသူကမရသေးဘူးပေါ့နော်အဲ့တော့သူကrender 5pad or render သူကဒီကနေပြီးတော့ဒီကိုသွားနေတာပေါ့နော်ဆိုတော့ front end ကိုကျွန်တော်တို့နည်းနည်းပြင်ရ front ကိုနည်းနည်းပြင်ရမယ်ဆိုတော့ဒါပေမဲ့ registration ကဘာလို့လုပ်လဲအဲ့ကျွန်တော်တို့အောင်အနေနဲ့ login ဝင်ကြည့်လို့ရှိရင် registration ကြတော့လုပ်တယ်ပေါ့နော်ဒါပေမဲ့ဒီ node creation လုပ်တဲ့ဟာမှာတော့မလုပ်ဖြစ်နေဒါပေမဲ့သူကဒီမှာတစ်ခုရှိမှန်းတော့သိတယ်ဆိုတော့ကျွန်တော်နောက်တစ်ခေါက် sign up လုပ်ကြည့်အောင်စာမောင်okay မောင်နဲ့ဆိုရင်လည်းဒီကောင်ကြီးကဒီလိုမျိုးကြီးဖြစ်နေမှာဆိုတော့လုံးမလုပ်သေးဘူးလို့ပဲပြောရမှာပေါ့အဲ့တော့ဒီမှာကျွန်တော်တို့တွေ့တာ front end က API ခေါ်တဲ့အချိန်မှာကျွန်တော်တို့ထည့်ထားတဲ့ environment variable ပဲဖြစ်မှာတော့တကယ်တော့သူကဒီနောက်ပိုင်းဟာကိုပဲခေါ်ရမှာဒါပေမဲ့သူကဒီရှေ့ကနေလို့သွားခေါ်နေတဲ့ပုံမျိုးဖြစ်နေတာပေါ့နော်ဆိုတော့အဲ့ဒါကကျွန်တော်တို့ code ထဲမှာတစ်ချက်ကြည့်ရမယ် front end ရဲ့ source ထဲက API ခေါ်တဲ့ပုံကဘယ်လိုခေါ်နေလဲပေါ့သူက file API URL ကနေပဲခေါ်တယ်နော် environment မှာကျွန်တော်တို့ file API URL ကိုတော့ဒီလိုမျိုးပဲပေးထားတယ်ဆိုတော့ကျွန်တော်တို့ front end ရဲ့ setting ထဲမှာ setting ထဲတော့မဆိုင်ဘူးနော် environment နဲ့ဆိုင်မယ်ထင်တယ်ဒီ
command and distribution auto deploy on commit deploy who custom domain so environment နဲ့ချက်ပြန်သွားပြီးတော့ fit API URL ကိုဒီလိုပဲခေါ်အောင်ပါဘောနော်ဒီကျွန်တော်တို့အစကနေကျွန်တော်တို့ HTTPS ကနေစပြီးတော့မပေးလိုက်လို့လည်းဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ API ကတကယ်ကfightback.onRender ဒီကောင်ပေါ့ဒီကောင်ဆိုတော့သူက HTTPS ပါကျွန်တော်တို့တခါလေးထည့်ပြီး edit ဒီကောင်ဒီ HTTPS ကနေထည့်ပြီးတော့ API ထည့်ပေးလိုက်မယ်ပေါ့နော်အဲဒါဆိုရင် save and replay ပြန်လုပ်ကြည့်အောင်ဒါဆိုရင်ကျွန်တော် front end deployment ပြန်လုပ်နေပြီပြီးတော့ပြီးသွားကြတယ်deployment ရှိတယ်ပေါ့နော်front deploy ဖြစ်သွားပြီဆိုတော့ကျွန်တော်ပြန်ပြီးတော့sign up လုပ်ကြည့်မယ်အောင်ဆိုတဲ့နာမည်နဲ့ sign up လုပ်ကြည့်မယ်နော်ဒါဆိုရင် error တက်သွားပြီနော်ဆိုတော့ဒါဆိုရင်ဒါမှန်တယ်လို့ပြောလို့ရတယ်ဘာလို့လဲဆိုတော့သူကကျွန်တော်တို့တကယ်သွားစေချင်တဲ့ API endpoint ကိုသွားနေပါနော်အဲ့တော့ဒါပေမဲ့ဒီမှာဖြစ်သွားတာကတော့ register လုပ်တဲ့အချိန်မှာ server error တက်သွားတယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ backend ကိုသွားပြီးတော့ဒီ logs လေးချက်သွားကြည့်မယ်ပေါ့နော်အဲ့တော့သူက Prisma client no request error ပေါ့နော် user file unit user table အဲ့တော့ကျွန်တော်တို့ရဲ့ Prisma မှာရှိတဲ့ဟာကိုသူကဒီ database ကို migration မ run ရသေးတဲ့ပုံမျိုးပေါ့နော်ဆိုတော့အဲ့ကောင်လေးကိုဘယ်လိုလုပ်မလဲဆိုတော့ဒီကောင်ကတော့ database ကတော့ကျွန်တော်တို့ setup လုပ်ပြီးပြီဆိုတော့ကျွန်တော်တို့ fan setting ထဲမှာ deploy လုပ်တဲ့အချိန်မှာကျွန်တော်က base တစ်ခုပဲ run ထားတယ်ပေါ့နော်ဆိုတော့တကယ်တော့ကျွန်တော်တို့က deploy လုပ်တဲ့အချိန်မှာဆိုတော့ဒါ backend နဲ့ဆိုင်တဲ့ဟာနော် deploy လုပ်တဲ့အချိန်မှာကျွန်တော်တို့ command တွေက base run လို့ရှိရင် install နဲ့ Prisma generate နဲ့ကို run ရမယ်ပေါ့နော် Prisma generate နဲ့ run ရမယ်ဟာ Prisma generate run ပြီးပြီမဲ့သူက migrate မ run ရသေးရလည်းဖြစ်နေတယ်ပေါ့နော် Prisma generate ပြီးရင်ကျွန်တော်တို့အဲ့တော့ဒီမှာကျွန်တော်တို့ Prisma migrate dev ဆိုတဲ့ဟာတခုကိုပါထည့်ပေးလိုက်မယ်ဆိုရင်ရမလားပေါ့အဲ့ဒါလေးကိုတော့ပြန်ပြီးတော့ build script update ဆိုပြီးတော့ main branch ကို push လုပ်လိုက်မယ်အဲဆိုရင်ဒီက FM မှာသူက base script update ဆိုတာအသစ်ရောက်လာတဲ့အတွက်သူချက်ချင်းကို deploy ဖြစ်သွားပြီနော် CI/CD လို့လည်းပြောလို့ရအောင်နော် continuous integration continuous deployment configuration pipeline တွေသူရှိတဲ့အခါကျတော့ကျွန်တော် git help နဲ့ connect လုပ်ထားတဲ့အတွက် git help ကိုဒီ commit အသစ်တစ်ခု push လုပ်လိုက်ပြီဆိုတဲ့အချိန်မှာ render auto တည်ပြီးတော့သူစီမှာလည်းဒီ update လုပ်သွားတဲ့ code ကိုဆွဲပြီးတော့ git pull ပြန်လုပ်ပြီးတော့deployment ပြန်စသွားတာပေါ့နော်ဒါပေမဲ့ဒီမှာတခုပြဿနာကျွန်တော်တို့ကဒီပေါ်ကနေ database ကိုကျွန်တော်တို့ကြည့်လို့မရတဲ့ပုံမျိုးပေါ့နော်ဆောင်းက railway တို့railway တို့ဘာမှဆိုရင် database ကိုဒီထဲမှာနေကြည့်လို့ရတာမျိုးရှိတယ်ဆိုတော့ဒီမှာကျွန်တော်တခြားနည်းတစ်ခုကတော့သူက external နဲ့ဆိုရင် render command သုံးပြီးတော့သုံးလို့ရတယ်ဆိုပြီးပြောထားရှိတော့ကျွန်တော်တို့အဲ့အလေးတစ်ချက်စမ်းကြည့်တာပေါ့နော်ဆိုတော့လောဆယ်ကတော့ကျွန်တော်တို့ render command ရှိအောင်မှာမဟုတ်ဘူးဆိုတော့ render.com မှာတွားပြီးတော့ CLI ဘယ်လိုသွင်းရလဲဆိုတာသူရဲ့ documentation လေးချက်ဖတ်ကြည့်ရအောင်နော်
render CLI ပေါ့နော် integration render CLI setup ပိုင်းတွေချက်ချင်အောင် install homebrew ကျွန်တော်ဒါလေးနဲ့ပဲ render command ကိုသွင်းကြည့်လိုက်မယ် okay render command သွင်းပြီးသွားပြီဆိုတော့အဆုံးကကျွန်တော်ဒီထဲမှာ render ကို external ကနေ connect လုပ်ချင်ဒါနဲ့ connect လုပ်လို့ရတယ်ဆိုတဲ့ဟာရှိတော့အရင်ဆုံးကျွန်တော် render လို့ပဲ run ကြည့်မှာပေါ့နော် login တွေပါလုပ်လို့ရှိရင်ကြည့်အောင်အဲ့တော့ login လေးတော့တစ်ချက်လုပ်ရမယ်နော်ဆိုတော့ကျွန်တော်တို့ render login ဆိုပြီးတော့ချက်လုပ်ကြည့်လိုက်မယ်ဆိုရင်ဒါ authorize လုပ်လိုက်မှာပေါ့နော် authorize ပေးလိုက်မယ်ဆိုရင်ဒီမှာရပါပြီပေါ့နော်ဆိုတော့ control C နဲ့ quit လုပ်လိုက်မယ်ဆိုတော့ကျွန်တော် paste လုပ်ထားတဲ့ render psql ဆိုပြီးတော့ကျွန်တော် database name ကိုချိန်ခိုင်းလိုက်မယ်အဲဆိုရင် database ချိန်ဖို့ authorize ထပ်လုပ်လိုက်မယ်ဆိုရင်ပေးလိုက်မယ်အဲ့တော့ set or space ဆို enter နဲ့ပဲကျွန်တော်နှိပ်လိုက်မှာနော် okay login successful CI တို့အဲ့တော့ကျွန်တော် vibe pad database ရဲ့ရောက်နေပြီပေါ့နော်ရောက်နေပြီဆိုရင်ကျွန်တော်တို့ tt okay ဒါဆိုရင်ကျွန်တော်ဒီ tt ဆိုတာတော့ table တွေကိုကြည့်တဲ့ဟာပေါ့နော်d id ရဟုတ်ပါ relation tt id ရလားဒါတော့အဲ့တော့ psql command လေးတွေပေါ့နော်အဲ့တော့ဒီမှာကျွန်တော်တို့တစ်ခုစမ်းကြည့်အောင်နော်ဒီ command line ထဲမှာကျွန်တော်တို့က control i ဖြစ်ဖြစ်command i ဖြစ်ဖြစ်ပေါ့နော်နှိပ်လိုက်လို့ရှိရင်ကျွန်တော်တို့ ai ကိုဒီ command line ထဲမှာကျွန်တော်မေးလို့ရရပါတော့list the about list dc လားမသိshow the columns of idr table ပေါ့နော်အဲဆိုရင်သူကဒါကတော့သူကမသိဘူးပေါ့မသိတော့သူက psql ရဲ့ဟိုဟာတွေကိုသွားနေslash star နဲ့ဒါရင်းနဲ့သူကလောက်ခိုင်းတယ်ပေါ့နော်အဲ့လည်းကျွန်တော်မကြိုက်သေးဘူးဆိုတော့ show contents of idr tableတော့လည်းဒါနဲ့ပဲပြောတော့နော် psql ဒီမှာသူရှိရတာxon command expanded on xon which shows each row many columns soကျွန်တော်တို့ show columns of a table using render CLI လို့ပြောရင်ရောသိပလားသူကဒီမှာ d နဲ့ပဲကျွန်တော်တို့ပြောရင်ရမှာပေါ့နော်ဆိုတော့ခဏလေးဒီမှာမလုပ်တော့ဘဲနဲ့ d idea identify any relation name d idea ကျွန်တော်d ကြတော့တည်တယ်ထားလိုက်ပါပြီးမှကျွန်တော်ပြန်ဆက်မယ်အဲ့တော့ database ကတော့ချိန်လို့ရတယ်ဒီကောင်လေး APN လည်းလုပ်လို့ဆိုတော့အခုကျွန်တော်တို့ပြန်ပြီးတော့ sign up လုပ်ကြည့်မယ် okay ဒါဆိုရင်တော့ database ကတကယ်လုပ်ပြီးတော့registration က success ဖြစ်သွားပြီလို့ယူဆရတော့เนาะ Google ပဲချက်မိကြည့်အောင် DTT PSQL commands sample စီပါရှိတယ်เนาะ TT ကတော့ဒါကြီး
table တွေကိုပြအောင်နော်ဒီက describe relation ဆိုတော့ကျွန်တော်က relation ကမရှိဘူးဆိုပြီးတော့နော်ဆိုတော့ maybe ဒီ user ဆိုရင်ရောဘာရှိလဲဆိုတော့ရမှာပေါ့နော်ဒီ render ထဲမှာဘာဖြစ်နေလို့လဲ user လားဆိုင်တော့မဆိုင်ပါဘူးကျွန်တော်ကုတ်လေးလိုနာပါနော်အဲ့တော့တပည့်ကုတ်လေးနဲ့ထည့်လိုက်လို့ရှင်တော့ဒါဒီဆိုတော့ user table ရဲ့ description အသေးသေးကျွန်တော်ကြည့်လို့ရပါတော့အဲ့ထဲမှာကျွန်တော်က content ကိုပြခြင်းချတော့ဘယ်လိုကြည့်လို့ရလဲချက်ကြည့်အောင်list all users and then that user တွေ database ကို describe လုပ်တဲ့ဟာတွေပေါ့နော် describe လုပ်တဲ့ဟာအဲ့တော့command to show contents of a table เนาะဒါ Gemini Google ရဲ့ AI search mode ဖြစ်သွားပါเนาะဒီမှာကျွန်တော်ဒီတိုင်းပဲ run ကြည့်လိုက်မှာเนาะဒီ SQL command ပဲရိုက်ကြည့်လိုက်မယ်ဆိုရင် /star from user ဆိုရင်ရ/star from user ဆိုရင်တော့ဒီလိုမျိုးမရဘူးလားမသိဘူး okay သူက 5-bat user ဆိုတော့ဒါ database user ကြီးထွက်နေတာပေါ့နော် /star from 5-bat dbi user ဆိုရင်ဒါတော့မရှိpublic ဆိုရင် public schema တွေက user ဆိုရင် public user is it case sensitive ဖြစ်နေလို့လား case sensitive ဖြစ်တာမဟုတ်so I am already in database ပေါ့နော်to select star from table လို့မြည်ကြည့်အောင်တော့ရမှာပေါ့နော် render တွေကများထဲရောက်နေလို့လားတခြားကျွန်တော်တို့မှာရှိတဲ့ table တွေက user ပဲပေါ့နော် start from send the command with psql to run it ကျွန်တော်ဆိုရင်ကျွန်တော်တို့ idea တခုထည့်မှာပေါ့နော်ပြီးရင် idea တွေကနေဆွဲထုတ်ကြည့်အောင်ဒါမလို့တော့ဆိုတော့ idea note တခုထည့်ကြည့်အောင် note ဒါလေးတခုထည့်ကြည့်မှာနော် you note synergyဒါ idea ပြ note you note synergy create okay ဆိုတော့ဒါတကယ် create ဖြစ်သွားပါတော့နောက်တစ်ခုထပ်ထည့်ကြည့်အောင် you know design okay အဲ့ဒါကျွန်တော်တို့ search လေးဆက်ကြည့်အောင် okay နော်ကုန်မှန်တယ်ဒါရင် loading note ဆက်ပြောင်းတယ်နော် okay အဲ့ဆိုရင်ကျွန်တော်တို့မောင်ဆိုတဲ့ user နဲ့ register လုပ်ပြီးတော့ဝင်ကြည့်လို့ရှိရင်ဒါမမြင်ရတဲ့ဘောနော်ဘာလို့ဆိုတော့ဒါအောင်ရဲ့ note တွေဖြစ်တဲ့အတွက်ကျွန်တော် register ထပ်လုပ်ကြည့်မယ်မောင် okay မမြင်ရဘူးသူ note တွေမဟုတ်တဲ့အတွက်မမြင်ရအောင်နော်ဆိုတော့ကျွန်တော်ပြန်ပြီးတော့အောင်နေနဲ့ဝင်တော့သူရဲ့ note တွေမြင်ရ okay ဒါဆိုရင်တော့ကျွန်တော်တို့ရဲ့5-bat app လေးကonline ပေါ်မှာဘယ်သူပဲဖြစ်ဖြစ်ဒီ front ကိုသွားပြီးတော့ register လုပ်ပြီးတော့တုံးလို့ရပြီပေါ့နော်ကျွန်တော်ဒီထဲမှာ
နောက်ဆုံးလုပ်ဖြစ်သွားတဲ့ platform တော့ဒီ render ပေါ့နော် render မှာပဲfront end ရော back end ရော database ရောကိုကျွန်တော်တို့တနေရာတိုင်းမှာ create လုပ်လိုက်တယ်အကုန်လုံးကျွန်တော်တို့ setup လုပ်လိုက်တယ် environment variable တွေကို configure လုပ်လိုက်တယ်အဲ့တော့ကျွန်တော် learning objective ဒီမှာ plan နေရတိုင်းတော့review တော့မသုံးပြဘူးပေါ့နော်ဆိုတော့ဒီက vercel လည်းမသုံးပြဘူးဟိုသူ review လည်းမသုံးပြကျွန်တော် render ကိုပဲ front end ရော express backend ရောcloud database ကိုပေါ့နော် postgres database ကိုလည်း render မှာပဲ deploy လုပ်ပြီးတော့ကျွန်တော်သုံးလိုက်နော်ဒီထဲမှာတော့ကျွန်တော်သူကဒီ render သုံးပြီးလုပ်ရမယ်ပုံလို့ပါလို့ပြောထားပါတော့အဲ့တော့ကျွန်တော်တို့ conclusion လေးတွားရရင်တော့ဆိုတော့ကျွန်တော်တို့ lesson လေးတွေပြီးသွားပြီပေါ့နော်ကျွန်တော်ဒီ product အနေနဲ့တော့ဒီ Vipad ဆိုတဲ့ idea လေး note တွေ task တွေကိုမှတ်လို့ရတဲ့web application လေးတစ်ခုကိုကျွန်တော်တို့ရေးလိုက်တယ်ဒီ product လေးမှာ user ရ register လုပ်လို့ရတယ်သူ note တွေမှတ်လို့ရတယ် task တွေ create လုပ်လို့ရတယ်ပေါ့နော် text တွေတွဲပြီးတော့မှတ်လို့ရတယ်အဲ့တော့ကျွန်တော်တို့ one page single page application SPA လေးအနေနဲ့ရေးလိုက်တယ်ဒီ AI function တွေတော့မထည့်ထားဘူးပေါ့နော်အဲ့တော့ text တို့ဘာလို့တော့ပါလာတယ်ထက်ချဲ့ခြင်းတော့ဒီထဲမှာပါတဲ့တခြားဟိုဟာတွေ function လေးတွေအသစ်လေးပေါ့နော်ဆောင်းကကျွန်တော်ဒီမှာကျွန်တော်မြင်တာဆိုလို့ရှိရင်ဒီမှာ create လုပ်လိုက်လို့ရှိရင်သူကဟို create လုပ်နေတဲ့အချိန်မှာဒီ cloud ကလေးကပွင့်နေသေးရပါတော့။ဘာလို့လဲဆိုတော့အခုကတော့ server ပေါ်ရောက်သွားပြီဆိုတော့သူကနည်းနည်း latency လေးနှေးလာပြီပေါ့နော်။နှေးလိုက်ရတော့ local မှာ send တော့ create နှေးလိုက်တာနဲ့ database တန်းရောက်သွားတော့မလိုအပ်ဘူး။ဒါပေမဲ့တကယ်တော့ create နှေးလိုက်လို့ရှိရင်ဒီ cloud ကလေးက disable ဖြစ်ပြီးတော့loading ဆိုတာမျိုးလေးပြနေတယ်ပေါ့နော်။ဒါမှသာ user ကထပ်မနှိပ်တာတို့ cancel cloud ကလည်း disable ဖြစ်သွားတယ်။အဲ့မှာ user ကထပ်မနှိပ်မိပဲနဲ့ဒီနှစ်ခေါက်လုပ်မိတဲ့ဟာမျိုးတွေ prevent လုပ်ပါပေါ့နော်ဆိုတော့အဲ့လိုမျိုး UI ဟိုဟာလေးတွေကျွန်တော်တို့ဟိုပြင်လို့ရတယ်နောက်တစ်ခုကျွန်တော်တွေ့ရတော့ဒီကောင်ကိုနှိပ်လိုက်တာနဲ့ဒီကောင်ကမပွင့်လာဘူးပေါ့နော်ဆိုတော့ edit ကိုနှိပ်မှသာပွင့်တယ်ဆိုတော့ maybe ဒီကောင်ကိုနှိပ်လိုက်လို့ရှိရင် view လုပ်တဲ့ဟာလေးတစ်ခုထပ်ထည့်ချင်တယ်ထည့်လို့ရတယ်ဒါတွေကကိုယ့်ကို AI ကိုမေးပြီးတော့လုပ်လို့ရတယ်ကိုယ့်ကို programming လေ့ကျင့်ခြင်းလို့manual ပြင်ကြည့်ခြင်းလည်းရပါတော့ဆိုတော့ text တွေ idea တွေကျွန်တော်ထပ်ထည့်လို့ရတယ် live mode text mode လည်းလုပ်တယ်ဆိုတော့ authentication လည်းပါတယ်ဟို registration JWT base authentication လည်းကျွန်တော်ထည့်ပြီးတော့လုပ်လိုက်တဲ့ project လေးပေါ့နော်ဆိုတော့ဒီ project ကတော့နည်းနည်းတော့ကြာသွားတယ်အဓိကဆုံးက deployment လုပ်တဲ့အဆင့်မှာrailway နဲ့ဟို flying IO တွေကတိတ်ဟို render လောက်smooth မဖြစ်ဘူးပေါ့နော်သူ credit card တောင်းတာတော့ render တော့နောက်ဆုံးဟို payment information တွေလည်းဘာမှမထည့်ရဘဲနဲ့ free tier မှာတင်ကျွန်တော်အခုဆိုရင်တပြားမှမကုန်ဘဲနဲ့ 0% တပြားမှမကုန်ဘဲနဲ့ကျွန်တော်တို့ရဲ့ product ကcloud ပေါ်ရောက်သွားပြီဒီကောင်ကိုကျွန်တော်က custom domain တွေပိုင်းနဲ့ချိန်ချင်တယ်ဆိုတော့စပြီးတော့ပတ်စံကုန်တဲ့ပိုင်းရှိမှာပေါ့နော်အခုထိတော့ကျွန်တော်တို့တပြားမှမကုန်ဘူးအဲ့တော့ဒီ project development လုပ်ခဲ့တဲ့ model ကတော့ဒီကတော့ဒီ 5 coding ဆိုတဲ့ AI နဲ့ရေးတဲ့ပုံစံလေးနဲ့ကျွန်တော်တို့လေ့လာခဲ့တယ်ဒါပေမဲ့လည်းဒီ AI ထုတ်ပေးတဲ့ code ကိုကျွန်တော်နားလည်အောင်เนาะ backend နဲ့ front end API တွေဘယ်လိုခေါ်တယ်ဆိုတော့ဒီ state management တွေပါတယ်เนาะ security က authentication ဘယ်လိုလုပ်တယ်ဒါတွေကိုလည်းကျွန်တော်တို့လေ့လာခဲ့တယ်ပေါ့နော်ဆိုတော့ UI UX ကတော့ဒီ AI ထုတ်ပေးတဲ့ဟာလေးကိုကတော်တော်လေးကောင်းနေတော့ကျွန်တော်တို့သိတော့မပြင်ခဲ့ဘူးဒါပေမဲ့ဆုံးက model dialogue မျိုးကိုလိုချင်တာမျိုးကို AI နဲ့ဟိုပြင်ခိုင်းတာမျိုးတွေလုပ်ခဲ့တယ်။နောက်ဒီ GitHub နဲ့တွဲပြီးတော့ကိုယ့်ရဲ့ source code ကို version control management လုပ်တဲ့ဟာမျိုးတွေနောက် branch ခွဲပြီးတော့ရေးပြီးတော့ဒီ main branch နဲ့ပြန် match လုပ်ပြီးတော့ deploy လုပ်တဲ့အပိုင်းတွေ render နဲ့တွဲပြီးတော့เนาะတခါတည်း push လုပ်လိုက်တာနဲ့ဒီဘက်က commit နဲ့ push လုပ်လိုက်တာနဲ့ render မှာတခါတည်း deploy ဖြစ်တဲ့အပိုင်းတွေဒါတွေအကုန်လုံးကျွန်တော်တို့လုပ်ခဲ့တာပေါ့နော်။ဆိုတော့ဒီ product ကတကယ်ဟိုတေးသေးလေးဆိုပေမဲ့ဒီ process ကစုံလေးကျွန်တော်တို့လေ့လာပြခဲ့တယ်ပေါ့နော်ဆိုတော့ backend ကတော့ express နဲ့ပဲကျွန်တော်တို့ simple လေးပဲရေးခဲ့တယ် secure authentication postgres database เนาะ OIM နဲ့လည်း prisma ကိုသုံးပြီးတော့ကို local မှာcreate လုပ်ထားတဲ့ဒီ schema အတိုင်း database ပေါ် migrate လုပ်တာတွေgenerate လုပ်တဲ့အပိုင်းတွေလည်းကျွန်တော်တို့ကြည့်ခဲ့ရတယ်ပေါ့နော် AI ဘိုင်းတော့ကျွန်တော်တို့ဒီထဲမှာမပါတော့ဘူးဒီ deployment လုပ်တဲ့အဆင့်မှာတော့ဆောင်းကပြောလို့နည်းနည်းတော့ကြာပါတယ်ဒါပေမဲ့အခုနောက်ဆုံးတော့ဟိုအလုပ်ဖြစ်တဲ့ version တစ်ခုကိုလူတိုင်းကိုကျွန်တော်တို့ဒီ link လေး share ပြီးတော့သွားသုံးကြည့်ဆိုပြီးတော့သုံးလို့ရတဲ့function လေး
သုံးလို့ရတဲ့အထိကျွန်တော်တို့ deployment ထိလည်းပြီးခဲ့တယ်ပေါ့နော်ဆိုတော့ဒီဗီဒီယိုကိုအစအနေဆုံးကြည့်လာတယ်ဆိုရင်တော့ဒါအတွေ့အကြုံတော်တော်များများရလိမ့်မယ်လို့ထင်ပါတယ်ဟိုအတွေ့အကြုံရှိပြီးသားလူတွေကတော့ AI နဲ့ဟို prompt လေးရေးပြီးတော့ရှိတဲ့အပိုင်းလေးတွေတော့ရမယ်ပေါ့နော်ကျွန်တော်အခုမှ development စလေ့လာရတဲ့လူတို့ programming အခြေခံနေတယ်ပဲရှိရလူမျိုးဆိုရင်ဒါရိုးရိုးကျွန်တော် prototype လေးတွေလုပ်ခဲ့မှာပဲရေးနေရနေတကယ် full stack လို့ပြောလို့ရအောင်နော် front end back end ပါဆိုတော့ဒီ full stack application simple application လေးတခုကိုကျွန်တော်တို့deployment အဆင့်ထိလုပ်ခဲ့တဲ့အတွေ့အကြုံမျိုးလေးရတာပေါ့နော်အဲ့တော့ဒီမှာဒီ notes တွေ text တွေ idea တွေကိုကျွန်တော်ကဒီ project အတွက်သုံးပြီးမယ်တကယ်တော့ဒီ process နဲ့ဒီ concept တွေကကျွန်တော်ကြိုက်တဲ့နေရာမှာသုံးလို့ရပါတော့ဆိုတော့ကျွန်တော်အခုဒီ note အစားကျွန်တော်တခြားမှတ်ချင်တာတခုခုပေါ့ကျွန်တော် business requirement တခုရ user registration နဲ့ authentication sign တွေကတော့ဘယ်နေရာမှာမဆိုဒီအတိုင်းပဲကျွန်တော်တို့ပြန်ရေးပြီးတော့သုံးလို့ရတယ်အဲ့တော့ကိုကဒါတော့expense tracker ရေးတယ်ဆိုလို့ရှိရင် note အစားexpense ဖြစ်သွားမယ်เนาะ expense တခုမှတ်မယ်ဆိုရင်ဘာပါမလဲဆိုတော့ expense အမျိုးအစားတွေအဲ့တော့ဒါ expense မျိုးအစား category ဆိုလို့ရှိရင်လည်းဒီ CRUD အတိုင်းပဲ backend က note အစား category ဖြစ်သွားမယ်เนาะ category တွေကိုဒီဘက်မှာပြပြီးတော့ expense တစ်ခေါက်မှတ်ရင် note မှာ text နဲ့ description နဲ့ရှိတဲ့အစား maybe amount တို့ဘာအတွက်သုံးတယ်လို့ဖြစ်သွားတယ်ဆိုတော့ဒီသဘောတရားတွေကတော့တူတူပဲကိုယ့်ရဲ့ idea ပေါ်မူတည်ပြီးတော့အကုန်လုံးဟိုစိတ်ကြိုက်ပြင်လို့ရပါတော့ဆိုတော့ဒါလေးကတော့အခြေခံ introduction to file coding ဆိုပြီးတော့ကျွန်တော်နာမည်ပေးပြီးတော့လုပ်လိုက်တာပေါ့နော်ဆိုတော့ဒီဗီဒီယိုတွေအားလုံးကိုကျွန်တော်မပြင်မနဲ့ edit မလုပ်ဖ ೇನೆ ဒီတိုင်းပဲကျွန်တော်တင်ပေးလိုက်မှာဖြစ်တယ်ဆိုတော့ဆောင်းအလုံးမဖြစ်တဲ့အပိုင်းတွေရလဲကျွန်တော်ဖြတ်လိုက်ရင်တော့ random မှာလုပ်တဲ့အပိုင်းပဲကြည့်လိုက်ရင်တော့မြန်တာပေါ့နော်ဒါပေမဲ့လည်းတကယ်တမ်းကိုယ့်အကိုလုပ်လို့ရှိရင်လည်းဒီအလုံးမဖြစ်တဲ့အပိုင်းတွေကကိုယ့်ကိုကြုံရမှာပဲဆိုတော့ဟိုကျွန်တော်မဖြတ်ပဲတင်ပေးလိုက်မယ်တရားတွေကျွန်တော်တို့ဘယ်လိုတူတူ trouble shoot လုပ်လဲပြဿနာတက်လာတော့ဘယ်လိုဖြေရှင်းလဲပေါ့နော်ဆိုတော့အခုခေတ်ကြီးကလူတိုင်းအဲ့လိုမျိုးရိုင်းသုံးပြီးတော့မြန်မြန်ဆန်ဆန်လုပ်နေတဲ့အချိန်ကျတော့တခုခုဟို product ပေါ့နော် product solution တခုခုကိုမြန်မြန်ဆန်ဆန်ပြနိုင်မှုအရေးကြီးရပါအခု technology တွေဒီplatform တွေ scaling တွေ architecture တွေကကြတော့နောက်ကွယ်အပိုင်းဆိုတော့မမြင်ရဘူးပေါ့နော်ဆိုတော့အဲ့အပိုင်းတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ advanced course တခုကျွန်တော်တို့ထပ်လာဖို့ထပ်လိုက်လာမှာပေါ့နော်ဒီ advanced course မှာဆိုရင်တော့တကယ်ကျွန်တော်ဒီလို idea မျိုးမဟုတ်ဘဲနဲ့ကိုလှုပ်နေတဲ့ပတ်ဝန်းကျင်မှာဖြစ်ဖြစ်ကို business လုပ်ငန်းမှာဖြစ်ဖြစ်တကယ်လိုအပ်တဲ့ဟာတခုကို AI သုံးပြီးတော့ specification ကိုတည်တည်ကြကြဘယ်လိုသေစိတ် AI နဲ့နော် interview လို့လုပ်ပြီးတော့မေးဖြေလုပ်တဲ့အပိုင်းတွေဒီ requirement ကိုပဲ technical design AI ကိုဆွဲခိုင်းတဲ့အပိုင်းတွေအဲ့ဒါအောင်မှကျွန်တော်တို့ test တွေခွဲခိုင်းတဲ့အပိုင်းတွေနော်ပြီးတော့ deployment ဆိုလို့ရှိရင်လည်းrunner တွေမဟုတ်ဘဲနဲ့ဟို server တစ်လုံးပေါ်မှာ deploy လုပ်တဲ့အပိုင်းတွေအဲ့လိုမျိုးအပိုင်းတွေဒီ AI နဲ့သုံးပြီးတော့ရေးတဲ့အပိုင်းတစ်ခုကိုတော့ advanced တွေနဲ့ကျွန်တော်တို့ထပ်လာဖို့ရှိမှာပေါ့နော်ဒီလောလောဆယ်တော့ဒီ course လောက်ထိအစားဆုံးကြည့်ခဲ့တယ်ဆိုရင်တော့အားလုံးအတွက်အကျိုးတစ်ခုခုရှိမယ်လို့တော့ယုံကြည်ပါတယ်နော်အားလုံးကျေးဇူးပါ